အားလုံးပဲမင်္ဂလာပါဒီနေ့တနင်္ဂနွေနေ့ည10:00 နာရီမှာကစားမဲ့အင်္ဂလန်ပရီးမီးယားလိပွဲစဉ်တွေကအကောင်းဆုံးပွဲတစ်ပွဲဖြစ်လာမဲ့လီဗာပူးအသင်းနဲ့မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့မိမိရဲ့အမြင်ပွဲကြိုသုံးသပ်ချက်လေးနဲ့ဂိုးရလက်ခံမှန်းချက်တွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဒါကြောင့်အစီအစဉ်လေးရဲ့အဆုံးထိလိုက်ပါကြည့်ရှုအားပေးကြဖို့အတွက်လည်းတိုက်တွန်းလိုပါတယ်ABC Sport မြန်မာ YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အမှတ်ပေးစရာအသင်းလိုက်အဆင့်ရပ်တည်မှုလီဗာပူးအသင်းဟာပရီးမီးယားလိအမှတ်ပေးစရာရဲ့အဆင့်3နေရာမှာရပ်တည်နေပြီးရမှတ်15မှတ်အထိရရှိထားပါတယ်မနေ့ကစနေနေ့ညမှာအာဆင်နယ်အသင်းနဲ့မန်စီးတီးအသင်းတို့ဟာအသီးသီးအနိုင်ရရှိသွားကြပြီးရမှတ်19မှတ်နဲ့အာဆင်နယ်အသင်းကအဆင့်1နေရာတွင်၎င်းရမှတ်16မှတ်နဲ့မန်စီးတီးအသင်းကအဆင့်2နေရာတွင်၎င်းအသီးသီးလက်ရှိအချိန်ထိရပ်တည်နေပါတယ်မန်ချက်စတာယူနိုက်တက်အသင်းကတော့ရမှတ်10မှတ်နဲ့အဆင့်17နေရာမှာရပ်တည်နေပါတယ်အသင်းနှစ်သင်းရဲ့နောက်ဆုံး5ပွဲကစားခဲ့မှုအခြေအနေလီဗာပူးအသင်းအနေနဲ့နောက်ဆုံး5ပွဲမှာ3ပွဲရှုံး2ပွဲနိုင်ရလက်ထွက်ပေါ်ထားပါတယ်လီဗာပူးရဲ့ရှုံးနေထားတဲ့3ပွဲစလုံးကအဝေးကွင်းပွဲစဉ်တွေဖြစ်ပြီးချယ်ဆီအသင်းကို2-1နဲ့ရှုံးပါတယ်ဂါလာတာစီအသင်းကို1-0နဲ့ရှုံးပါတယ်ခရစ္စတယ်ပဲလေအသင်းကို2-1နဲ့ရှုံးပါတယ်အနိုင်ရရှိတဲ့2ပွဲစလုံးကတော့အိမ်ကွင်းပွဲစဉ်တွေဖြစ်ပြီးဆောက်တန်တန်အသင်းကို2-1နဲ့အနိုင်ရရှိပါတယ်အေဗာတန်အသင်းကို2-1နဲ့အနိုင်ရရှိပါတယ်မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့နောက်ဆုံး5ပွဲမှာ3ပွဲနိုင်2ပွဲရှုံးရလက်ထွက်ပေါ်ထားပါတယ်။ရှုံးနေခဲ့တဲ့အသင်းနှစ်သင်းကတော့အဝေးကွင်းပွဲစဉ်တွေဖြစ်ပြီး Bradford အသင်းကို3-1နဲ့ရှုံးပါတယ်။ Man City အသင်းကို3-0နဲ့ရှုံးပါတယ်။အနိုင်ရရှိတဲ့3ပွဲကတော့ Sunderland အသင်းကို2-0နဲ့အနိုင်ရရှိပါတယ်။ Chelsea အသင်းကို2-1နဲ့အနိုင်ရရှိပါတယ်။ Burnley အသင်းကို3-2နဲ့အနိုင်ရရှိထားပါတယ်။ဒီနှစ်သင်းစလုံးကအိမ်ဝင်းပွဲစဉ်တွေမှာအားကောင်းပြီးအဝေးဝင်းပွဲစဉ်တွေမှာစွမ်းဆောင်ရည်အားနည်းတာကိုတွေ့မြင်ရပါတယ်။လီဗာပူးအသင်းနဲ့မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့နောက်ဆုံး5ပွဲထိပ်တိုက်တွေ့ဆုံမှု2025ခုနှစ်ဇန်နဝါရီလ9ရက်နေ့မှာဆိုရင်လီဗာပူးအသင်းနဲ့မန်ချက်စတာယူနိုက်တက်အသင်းတို့ဟာတစ်ဖက်ကို2ဂိုးစီနဲ့တရေရလက်ထွက်ပေါ်ထားပါတယ်။2024ခုနှစ်စက်တင်ဘာလ1ရက်နေ့မှာဆိုရင်တော့မန်ယူအသင်းကလီဗာပူးအသင်းကို 0-3 ဆိုတဲ့ရလက်နဲ့ရှုံးနေထားပါတယ်။2024ခုနှစ်ဩဂုတ်လ4ရက်နေ့မှာဆိုရင်လည်းမန်ယူအသင်းကလီဗာပူးအသင်းကို 0-3 ဆိုတဲ့ရလက်နဲ့ပဲကလပ်ခြေစမ်းပွဲစဉ်တွေမှာရှုံးနေထားပါတယ်။2024ခုနှစ်ဧပြီလ9ရက်နေ့မှာဆိုရင်မန်ယူအသင်းကလီဗာပူးအသင်းကိုပရီးမီးယားလိပွဲစဉ်မှာတစ်ဖက်ကို2ဂိုးစီနဲ့တရေရရှိထားပါတယ်။2024ခုနှစ်မတ်လ18ရက်နေ့ FA Cup ပွဲစဉ်မှာဆိုရင်တော့မန်ယူအသင်းကလီဗာပူးအသင်းကို4-3 ဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိထားပါတယ်။ဒါကြောင့်ဒီနှစ်သင်းစလုံးရဲ့ထိပ်တိုက်တွေ့ဆုံမှုအရလီဗာပူးအသင်းက2ပွဲနိုင်2ပွဲတရေနဲ့မန်ယူအသင်းက1ပွဲနိုင်ရလဒ်ထွက်ပေါ်ထားပါတယ်။ဒီပွဲစဉ်ရဲ့အနိုင်ရရှိနိုင်မှုရာခိုင်နှုန်းအနေနဲ့တော့လီဗာပူးက60%နဲ့အနိုင်ရရှိနိုင်ခြေရှိပါတယ်။မန်ယူအသင်းအနိုင်ရရှိနိုင်ခြေကတော့19%ဖြစ်ပြီးတရေကျနိုင်ခြေကတော့21%ရှိတယ်ဆိုပြီးတော့စင်းစရာတွေမှာပေါ်ပြနေတာကိုတွေ့မြင်ရပါတယ်။ဒီပွဲစဉ်ရဲ့အနိုင်ခြေသတ်မှတ်ထားမှုအခြေအနေကိုတော့မသိရှိရခြင်းမရှိသေးပဲတကယ်လို့လီဗာပူးအသင်းကမန်ယူအသင်းကိုလဲပဲအပြည့်ရှုံဒါမှမဟုတ်သလုံးအပြည့်ရှုံရလဒ်တွေပြီးခဲ့မယ်ဆိုရင်မန်ချက်စတာယူနိုက်တက်အသင်းကိုယုံကြည်သင့်တယ်လို့ထင်မြင်မိပါတယ်။ဂိုးပေါင်းကြီး3လုံးကျော်ပေးခဲ့မယ်ဆိုရင်တော့ဂိုးပေါင်းအပေါ်နေသင့်တယ်လို့ထင်ပါတယ်။ဒီပွဲစဉ်မှာနှစ်ဖက်အသင်းတွေရဲ့အပြန်အလှန်သွင်းဂိုးတွေကိုတေချာပေါက်မြင်တွေ့ရမှာဖြစ်ပြီးနှစ်ဖက်သွင်းဂိုးအနေနဲ့3လုံးအထက်တေချာပေါက်ရှိမှာဖြစ်ပါတယ်။ဂိုးရလက်ခံမှန်းချက်အနေနဲ့ဒီပွဲစဉ်ကတော့တစ်ဖက်ကို2ဂိုးစီနဲ့တရေရလက်ထွက်ပေါ်နိုင်တယ်လို့မိမိအနေနဲ့ထင်မြင်သုံးသပ်မိပါတယ်။မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့လုံးဝအရှုံးကစားမှာမဟုတ်ပဲအနိုင်ဆုံးတရေရလက်ထွက်ပေါ်အောင်ကစားသွားနိုင်မယ်လို့မျှော်လင့်ရင်ဒီနေ့အစီအစဉ်လေးကိုအဆုံးသတ်လိုက်ပါတယ်။အားလုံးပဲကံကောင်းကြပါစေ။နောက်အစီအစဉ်တွေမှာပြန်လည်ဆုံတွေ့ကြဖို့အတွက်မျှော်လင့်မိပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။